ဒီကားလေးနဲ့ပတ်သက်ပြီးတခြားပါလေးများပြောချင်တာလေးများရှိမလဲဆိုတော့ကိုသိန်းစင်တစ်ချက်လောက်ခေါ်ပြီးတော့မေးကြည့်မယ်နော်ဒါကြမင်္ဂလာပါရှင်မတို့မောင်တန်းစင်ကား showroom ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မတို့အခုညီမတို့ showroom မှာ install ရှိနေတဲ့ကားလေးတွေကမှစီစားလဲတက်တာတယ်နောက်ပြီးတော့ Toyota ဖြစ်တဲ့အတွက်အပိုပစ္စည်းတွေလည်းပေါ်တယ်အဲ့ထဲကပြီးတော့အကျန်းလိုက်တဲ့ခံနဲ့ကားလေးပြချင်ပါတယ် Toyota Cross လေးပါသူဆိုလို့ရှိရင် engine ပိုင်းမှာ 1800cc engine power ကိုတုံးထားပြီးတော့ CVD gear 9ချက်ကိုနဲ့လာတဲ့ကားလေးဖြစ်ပါတယ်ပေါ့နော်ဆိုတော့ CVD gear 9ချက်ဖြစ်တဲ့အတွက်စီစားပို့ပြီးတော့တက်တာပါတယ်ရှင် model လေးကတော့2020 model လေးပါတွင်းကန်းလေးကိုကြည့်ကြည့်ရအောင်နော် Okay တွင်းကန်းလေးမှာဆိုလို့ရှိရင်တော့ညီမအရင်ထူးထူးခြားခြားကြီးတိတ်ပြောစရာတော့မရှိဘူးပေါ့နော်ထိုင်ကုန်လေးရဲ့ seat motor ဖြစ်သွားမယ်ပြီးတော့ leather seat တွေတုံးပေးထားရရှင်နောက်ပြီးတော့ဒီတကားမှန်တကား၄ချက်လုံးက all auto ဖြစ်သွားမယ်နောက်ဒီvehicle setting ပေါ့နော် setting နဲ့ပတ်သက်ပြီးတော့သူထိန်းညှိခြင်းလို့ရှိရင် control လုပ်ရှင်ဒီ steer တိုင်းမှာသူခလုတ်လေးတွေပါဝင်သွားမယ်ဒီ steer တိုင်းကနေပြီးတော့မှအတန်အတိုးချဲလေးတွေနောက် vehicle နဲ့ပတ်သက်တဲ့ဒီ setting တွေအကုန်လုံးလည်းဒီကနေပဲသွားလို့ရတယ် bluetooth ကနေ radio ပြောင်းခြင်းလားဒီခလုတ်လေးတွေကအစဒီမှာ steer တိုင်းမှာလည်းပါဝင်သွားတော့အဆင်ပြေတယ်ပေါ့နော်ပို့ပြီးတော့နောက်ဒီ aircon ဆိုလို့ရှိရင်လည်းဒီ aircon ခလုတ်တွေကဒီအောက်မှာ aircon အတွက်ကတက် control လုပ်လို့ရတဲ့ဟာမှာသူတက်လေးထည့်ပေးထားတယ်ပေါ့နော်အပေါ်မှာလည်း screen ကတက်ရှိမယ်ဒီမှာလည်းတက်ပြီးတော့ဝင်ပြီးတော့ bluetooth ချိတ်တာတွေနောက်တခြား setting လောက်တာလေးတွေအကုန်လုံးသုံးလို့ရမယ်ပေါ့နော်အတွင်းကန်းလို့အကျယ်နဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အရင်အရင်ကားတွေလိုကားကြီးလိုမျိုးအရန်ကျယ်နေမျိုးလည်းမဟုတ်ဘူးကျင်းတာမျိုးလည်းမဟုတ်ဘူးလုံးဝnormal လို့ပဲခံစားရတယ်ပေါ့နော်မနောကြတော့လူကောင်လေးကသေးတယ်ညှက်တယ်ပုတယ်ဆိုတော့လေချို့ကားကြီးတယ်နဲ့ဆိုတိတ်မလိုက်ဘူးမဲ့ဒီကားလေးကကြတော့မနောလို main ကလေးတွေနဲ့ရောလူကောင်ညှက်တဲ့ main ကလေးတွေနဲ့လည်းလိုက်တယ်လို့ခံစားရတယ်ဆိုတော့အရင်လေးကျယ်မနေဘူးအနေတော်လေးပဲအဆင်ပြေတယ်နောက်အတွင်းကန်းဆိုလို့ရှိရင်လည်း3ယောက်ကိုချောင်ချီအေးစစ်ထိုင်လို့ရတယ်ဆိုတော့4ယောက်လောက်ထိလည်းရတယ်ပေါ့နော်မမြင်ရသလောက်တော့အဲ့တော့အခုနောက်ဖုန်းလေးကိုတစ်ချက်ကြည့်ကြည့်ရအောင်Okayနောက်ခန်းလေးဆိုလို့ရှိရင်လည်းဒါအပေါ်တကန့်ပါတယ်အပေါ်တကန့်ကတော့ဒါအရင်ကားတွေလိုပဲသူကပစ္စည်းပေါ့ပပလေးတွေတင်လို့ရတယ်ပေါ့နော်တွေးရလေးတင်မလားအင်ကြီးပိုးလေးတင်မလားဒါမဟုတ်ခီးသွားတဲ့အခါမုတ်ထုတ်လေးတင်မလားပေါ့နော်ပေါ့ပါလေးတင်လို့ရတယ်ဒီအောက်ခန်းလေးဆိုလို့ရှိရင်လည်းတော်တော်လေးဆန့်တဲ့အထဲမှာပါတယ်အရင်အကျိန်မဟုတ်ပေမဲ့သူရှိတဲ့လောက်အကျယ်ဝန်းလေးရှိတယ်တော်တော်ဆန့်တယ်လို့မြင်မိပါတယ်နောက်တစ်ခုထူးခြားတာလေးပြချင်တာကဒီကားမှာသူကဒီနောက်ဖုံးပိတ်တဲ့ခလုတ်လေးက2ခုပါရှင်နှစ်ခုကတော့ဗာလဲဆိုတော့ပုံမှန်ပိတ်လို့ရှိရင်ခလုတ်တစ်ခုတည်းနဲ့ပဲဖွင့်ပြန်ပိတ်တဲ့အခါမှာဒီခလုတ်လေးနှိပ်လိုက်တယ်တကားပိတ်သွားပြီပြီးသွားပြီပေါ့နော်โอเคအဲ့ဒါကဒီဘက်ကခလုတ်လေးဒီဘက်ကခလုတ်လေးမှာအကုန်လုံးတွေ့တဲ့အတိုင်းဒီ lock လေးပါတယ်ပေါ့နော် lock ပုံလေးပါနေဒါဗာလဲဆိုတော့မတို့ဥမာကိုယူစရာရှိတာယူပြီးပြီကိုပစ္စည်းတွေတည်ပြီးသွားပြီဒီနောက်ဖုံးကနေအကုန်လုံးတည်ပြီးသွားပြီကိုကားလေးကိုပြင်ဝင်စရာမလိုတော့ဘူးတခါတည်းအိမ်ထဲကိုဝင်မယ်ပေါ့နော်တခါတည်းထွက်သွားပြီအဲ့လိုမျိုးချိန်မျိုးမှာကိုတွေဒီခလုတ်ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့ဘာဖြစ်သွားလဲဆိုတော့ကားတစ်စီးလုံးက lock ချပြီးသားဖြစ်သွားမယ်เนาะဆိုတော့ခုနဒီဘက်ကခလုတ် lock မပါတဲ့ခလုတ်ကိုနှိပ်လိုက်ဒီနောက်ဖုံးမဲ့ပိတ်သွားမယ်အမတို့ဒီကားကိုပြန်ပိတ်ချင်တဲ့အခါမျိုးမှာကီးကနေပြီးတော့ပြန် lock လုပ်ရမယ်ပေါ့နော်ဒီဘက်ကခလုတ်လေးပါနေတာလေးက lock ပါတဲ့ခလုတ်လေးနှိပ်လိုက်မယ်ဆိုရင်နောက်ဖုံးပိတ်ပြီးတဲ့ပြင်တော့သူ auto တစ်ခုတော့ lock ချပေးသွားမှာအဲ့ဒါလေးပါပဲအဲ့တော့ဒီကားလေးနဲ့ပတ်သက်ပြီးတခြားပါလေးများပြောချင်တာလေးများရှိမလဲဆိုတော့ကိုသိန်းစင်တစ်ချက်လောက်ခေါ်ပြီးတော့မေးကြည့်မယ်နော်ဒါဒီကားတောင်းလေးနည်းနည်းပြောပေးပါ โอเคပါကျွန်တော်မတန်းတင်ပါအခုဒီကား Corolla Cross နဲ့ပတ်သက်ပြီးတော့ပြောပြချင်တယ်ပေါ့နော်ဒီ Corolla Cross ရဲ့ model လေးနဲ့ပတ်သက်ပြီးတော့ model ကမိမပြောပြီးသွားပြီအဲ့ဒါ model ပြောပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒါအတွင်းငန်းလေးတစ်ချက်ပြောရအောင်အတွင်းငန်းထဲမှာဘာကြီးပါလဲဆိုတော့အတွင်းငန်းလေးမိမပြပြီးသွားပြီ What ပြောပြီးသွားဆိုရင်ကျွန်တော်နောက်ဖုန်းလေးတစ်ချက်နောက်ခန်းလေးတစ်ချက်တော့ကြည့်ရအောင်အတွင်းငန်းလေးနောက်ဖုန်းပြပြီးသွားပြီကြည့်ပြီးသွားပြီဆိုရင်ကျွန်တော်ဘာပြောရမှာမိမချစ်တဲ့အကြောင်းတွေပဲပြောပြလိုက်တာဆိုကျွန်တော်တို့ဒီ Corolla Cross ရဲ့ဈေးနှုန်းလေးကတော့3000 plus ပေါ့နော်အဲ့တော့ဒီကားနဲ့ပတ်သက်လို့တေးသေးသိချင်တာလေးရှင်ကျွန်တော်အောက်က comment လေးမှာမှန်သွားပြီပါကျွန်တော်အရေးချနဲ့ပဲဖြစ်ဖြစ်ကျွန်တော်အလဲထက်နဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့ပြင်ငွေစင်းနဲ့ပဲဖြစ်ဖြစ်ပေါ့နော်လာရောက်ဝယ်လို့ရပါတယ်သိချင်တာရှိရင်လည်းကျွန်တော်တို့ကျွန်တော်မျိုးသမီးတို့မေးလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်